မျိုးပေါ်ရှိလမ်းတွေရောရုံးတွေရောအကုန်ပိတ်ထားခဲ့ရတဲ့အထိလူပင်လယ်ကြီးဖြစ်သွားခဲ့တဲ့ BTS ရဲ့ pre-concertပဲအိုက်တော့မှဖြတ်မတန်းဘူးသေးတဲ့ lifestyle နဲ့ကဘာကြီးကိုကိုင်းလုံးလိုက်တဲ့ညအာမီတွေစောင့်မျှော်နေခဲ့ရတဲ့နေလေးလိုပဲဆိုရတော့မယ်ခင်ဗျာလူဦးရေတသိန်းကျော်အထိစိုးမျိုးရှိတော်ဝင် Grand Harmon Square ကလမ်းမထက်တွေပေါ်မှာ BTS ရဲ့ pre concert ကိုမနေ့ညကခန်းခန်းနားကျင်းပခဲ့တာပါဒါဟာရိုးရိုး concert တစ်ခုတည်းပို့ပြီးတော့နိုင်ငံတော်အဆင့်အထိမ်းအမှတ်ပွဲတစ်ခုလိုဖြစ်သွားခဲ့တာပါခင်ဗျတကယ်ကိုတစ်မျိုးလုံးတုံ့လုံသွားရတဲ့အခြေအနေမျိုးပါ Grand Harmon Square ဆိုတာကကိုရီးယားရဲ့တမိုင်းဝင်နန်းတော်ကြီးတွေရှေ့မှာရှိပြီးနိုင်ငံတော်ရဲ့အရေးကြီးတဲ့အခမ်းအနားတွေကိုပဲလှုပ်လှရှိတဲ့နေရာပါပုံမှန်ဆိုရင်တောင်မှပဲကားတွေနဲ့ရုံးတဲ့ရုံးစင်းသူတွေနဲ့အရန်ရှုပ်ထွေးနေတတ်တဲ့နေရာပါခင်ဗျာအဲ့ဒီမှာ BTS ကိုပေးလုပ်တဲ့ဆိုကြတဲ့ကအစိုးရကိုယ်တိုင်ကသူတို့ကိုနိုင်ငံရဲ့ဂုဏ်ဆောင်အနေနဲ့အသိအမှတ်ပြုထားလို့ပါအခုလို BTS က free concert ရှိနေတော့ Grand Harmon ကနေ City Hall အထိလမ်းမကြီးတစ်ခုလုံးကိုကားပေးမဖြတ်ဘဲပိတ်ထားခဲ့ရပါတယ်ဒါပြီးအနီနာကရုံးဝင်တန်းတွေကလည်းအိမ်ပြန်နောက်ကျတာမျိုးစောစောဆင်းခိုင်းရတာမျိုးတွေအထိရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျလူအရန်များလို့ဖုန်းလိုင်းတွေတောင်မှပဲကြက်ခဲ့ရတဲ့အထိလို့သိရှိရပါတယ်ခင်ဗျလူပေါင်းတသိန်းကျော်ဟာဒီ area ကနေမဆန်းလို့လမ်းကြားတွေအထက်မြက်အစာအုပ်တွေဘောကနေပါဝိုင်းကြည့်ခဲ့ကြရတဲ့အထိပါခင်ဗျဒီပွဲမှာဆိုရင် BTS အဖွဲ့ဝင်တွေအကုန်လုံးကအရင်ကတည်းကပို့ပြီးရစ်ကျက်တည်ငြိမ်လာတဲ့ aura မျိုးနဲ့စင်မော်ကိုတက်လာပြီးသူတို့ရဲ့ထုံးစံအတိုင်း live vocal တွေကအားကောင်းလွန်ပြီးတော့စင်မော်က performance တွေကတကယ်ကိုအမှုပညာလက်ရာတစ်ခုကိုကြည့်နေရတယ်လို့မျိုးခန်းစားရစေတယ်လို့ပရိသတ်တွေကဆိုကြပါတယ်ခင်ဗျဒီ concert ဟာ BTS အနေနဲ့ပရိသတ်နဲ့အထိမ်းအမှတ်အနေနဲ့လုပ်တာဖြစ်ပြီးတော့တကယ်တော့ပွဲကြီးကိုတော့လာမယ့် April လ9ရက်နဲ့6ရက်နေ့တွေမှာစုံမျိုးက Olympic Stadium မှာ2ရက်စတိုက်ကျင်းပဖို့ရှိပါတယ်ခင်ဗျာအဲ့ဒီနောက်ပိုင်းမှာတော့ဂျပန်အမေရိကန်နဲ့ဥရောပနိုင်ငံတွေကို BTS ကစတိုက်တွားရောက်ဖျော်ဖြေဖို့စာရင်းတွေထွက်ထားပါတယ်ခင်ဗျာBTS ရဲ့ comeback ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီးလူအများသတိမထားမိတဲ့အချက်၃ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်။၁ပရိသတ်ရဲ့စီကံရှိမှုဖျော်ဖြေပွဲပြီးမှာ BTS ပရိသတ်တွေဟာပွဲကင်းထဲမှာတင်မကမှုပတ်ဝန်းကျင်ကအမိုက်တွေကိုပါဝိုင်းဝန်းသိမ်းဆည်းပေးခဲ့ကြပါတယ်။ပွဲစီစဉ်သူတွေပေးထားတဲ့ plastic အိတ်တွေနဲ့အမိုက်တွေကိုစနစ်တကျခွဲခြားစွန့်ပစ်ပြီးလမ်းမတွေကိုပြောင်းဆင်းသွားအောင်လှုပ်ဆောင်ခဲ့ကြတာပါ။ဒီလိုရတာအာမီတွေအနေနဲ့ BTS ကိုတင်မကဘူးပတ်ဝန်းကျင်နဲ့လူမှုတိုင်းဝဲအပေါ်မှာပါဘလောက်အလေးထားတယ်ဆိုတာကိုပြသနေပါတယ်။၂စံချိန်တင်ပရိသတ်ဦးရေဒီဖျော်ဖြေပွဲဟာတောင်ကိုရီးယားသမိုင်းမှာပရိသတ်အများဆုံးစံချိန်နှိမ့်ခဲ့ပါတယ်။ဂွမ်ဝါမွန်ရင်ပြင်တစ်ပိုက်ကလမ်းမတွေပေါ်မှာတင်ပရိသတ်ပေါင်း2,500,000ကျော်နဲ့ပြည့်နေခဲ့တာပါ။အဲ့ဒီထဲကကန်ကောင်းတဲ့ပရိသတ်2,000 ခန့်ကတော့စင်မြင့်နဲ့အနီးဆုံးနေရာကနေကြည့်ရှုခွင့်ရခဲ့ပါတယ်။ဒါဟာတခြားဘယ် K-pop အဖွဲ့မှမလုပ်ဆောင်နိုင်တဲ့အတိုင်းအတာတစ်ခုဖြစ်ပါတယ်။၃ကမ္ဘာအဆင့်မီထုတ်လုပ်ရေးဒီပွဲရဲ့ထုတ်လုပ်ရေးပိုင်းဟာတကယ်ကိုကမ္ဘာအဆင့်မီပါတယ်။ဖျော်ဖြေပွဲရဲ့တဲဖြတ်မှုပိုင်းကိုစုရောတဲဖြတ်သူတုံးကတာဝန်ယူခဲ့တာဖြစ်ပြီးသူဟာမကြခင်က Bad Bunny ရဲ့ဖျော်ဖြေမှုအပါအဝင် Super Bowl ရဲ့ထိပ်တန်းဖျော်ဖြေပွဲ17ပွဲအထိလုပ်ကင်ဖို့ရဲ့အတွေ့အကြုံရှိသူဖြစ်ပါတယ်အခမဲ့ concert ဆိုပြီး BTS က concert ကို free mode လို့အပေါ်စားလို့ဆိုနေကြတဲ့သူတွေဒါကိုကြည့်လိုက်ပါခင်ဗျအဲ့လိုပြောတာကတော့အခြေအနေကိုတေချာမသိတဲ့သူတွေပါဒီလိုမျိုး influencer တွေကတောင်မှပဲအားပေးခဲ့ကြတဲ့အထိပါခင်ဗျတကယ်တော့ဒီပွဲကအပေါ်စားဖြစ်ဖို့အနေနေတာပရိသတ်တွေအတွက်ရောမြို့အတွက်ရောတကယ်ကိုအစံတန်းမြင့်မြင့်နဲ့စနစ်တကျပြင်ဆင်ထားတဲ့ global event ကြီးတစ်ခုပါဒါကပတ်စံမရှိလို့လုပ်တဲ့ free concert မျိုးမဟုတ်ပါဘူး2020 World Expo ကိုဘူဆန်မြို့မှာလက်ခံကျင်းပရရှိဖို့အတွက်နိုင်ငံတကာကိုဆွဲဆောင်တဲ့အနေနဲ့ရောပရိသတ်တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ရောရည်ရွယ်ပြီးတော့ပြုလုပ်ခဲ့တာပါခင်ဗျနိုင်ငံတော်အဆင့်ပွဲတစ်ခုလို့တောင်ဆိုရမှာပါအခမဲ့ပေးကြည့်ပေမဲ့ဖြောပြတင်းစစ်မှုအရေးတွေကတော့ကမ္ဘာအဆင့်မီ World Tour တွေတိုင်းပါပဲခင်ဗျပွဲတစ်ခုလုံးရဲ့ production ဘိုင်းနဲ့စင်မြင့်ဒီဇိုင်းအတန်ဆန်နဲ့မိအလင်းမောင်စတာတွေကိုကြည့်ရင်ဘယ်လောက်အကုန်ကြခံထားလဲဆိုတာကအတိတ်သားကြီးပါခင်ဗျပွဲက free ဆိုပေမဲ့လည်းအဲ့ဒီပွဲကြောင့်တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ကိုလာရောက်ကြတဲ့ကမ္ဘာလှည့်ခရီးသည်တွေစီကနေရရှိတဲ့စီးပွားရေးအကျိုးအမြတ်ကမနှဲမနှောပါ BTS ရဲ့ဒီပွဲကြောင့်ပဲဟိုတယ်တွေစားတောက်ဆိုင်တွေနဲ့လမ်းမဆက်သွယ်ရေးကဏ္ဍတွေမှာဝင်ငွေတွေအများကြီးတိုးတက်စေခဲ့ပါတယ်တင်တို့ပြောနေကြတယ်လို့တကယ်လို့အပေါ်စားတာဆိုရင်ကမ္ဘာတဝန်းကလူတန်းပေါင်းများစွာကစောင့်ကြည့်နေကြမှာမဟုတ်တယ်လို့လူကိုယ်တိုင်လာရောက်ကြည့်ရှုသူတွေလည်းဒီလောက်များပြားနေမှာမဟုတ်ပါဘူးခင်ဗျအမှုပညာတစ်ခုရဲ့တန်ဖိုးကလက်မှတ်ခပေါ်မှာမူတည်တာမဟုတ်ပဲအဲ့ဒီအမှုပညာရှင်တွေပေးလိုက်တဲ့ energy နဲ့ပရိသတ်တွေရရှိသွားတဲ့စိတ်ကြည်နူးမှုနဲ့ပျော်ရွှင်မှုပမာပဲမူတည်ပါတယ်ခင်ဗျာ